ကျက်မှုအဆက်ချက်ပူပူနွေ့နွေ့လေးစားကြပါအောင်ရှင်။ခေအမြဲစားဖြစ်တဲ့ကျက်မှုအဆက်ချက်ပေါ့နော်။ရန်စားလို့ကောင်းနေအားရှိသွားလို့လည်းခံစားရပါတယ်။ဒီနေ့ကနေ့လည်စာကိုဘာစားမလဲမသိရနဲ့စိုက်နဲ့အနီးဆုံးစိုက်ကပြန်လာနဲ့အနီးဆုံးဆိုင်ဖြစ်တဲ့ဒီ left to e မှာဝင်စားဖြစ်တယ်ပေါ့နော်။ left to e မှာကစားစရာတောက်စရာတွေလည်းမနူးအများကြီးရတယ်။ဒီနေ့ကျက်မှုအဆက်ချက်ကိုထမင်းဖြူလေးနဲ့ရိုးရှင်းရှင်းလေးစားချင်တာနဲ့ကျက်မှုအဆက်ချက်လေးပဲအရင်မှာရယ်ပေါ့နော်။သူကနေ့လည်စားချိန်ဆိုတော့နည်းနည်းတော့စောင့်ရရယ်ပေါ့နော်။ကြိုမှာထားရင်တော့ပိုအဆင်ပြေပါမယ်။ကြတော့နေ့လည်စားကိုဒီမှာစားမယ်ဆိုပြီးတော့မှကြိုတင် plan ထားမှာမဟုတ်ဘဲနဲ့နေ့လည်စားချိန်အောင်မှသွားလိုက်တာဆိုတော့နည်းနည်းတော့စောင့်ရတယ်နည်းနည်းတော့မဟုတ်နည်းနည်းကြာရပေါ့နော်စောင့်ရတာဒါပေမဲ့ bike ကလည်းစားနေရဆိုတော့စောင့်ရတာပေါ့နော်။မပြန်ဟင်းရတဲ့အခါကျတော့လည်းသူ့ရတာတော့ဒီတိုင်းပဲရတာအရန်စားလို့ကောင်းတယ်1000ခွဲတပွဲကို1000ခွဲဆိုပေမဲ့ပိုရှင်းရတော့3-4ယောက်လောက်အနည်းဆုံးစားလို့ရတယ်ပေါ့နော်ဆိုတော့ဒီမီနူးတွေကတော့ဒီ left to eat မှာရတဲ့မီနူးတွေပါသူကဒီမှာဒူးရင်တီးရသည်ဆိုလဲဒူးရင်တီးကအရင်နာမည်ကြီးရခါကျတော့ဒူးရင်တီးတော်ဝယ်စားရပေါ့နော်ဒီနေ့ကတော့ကြက်မို့အဆက်ချက်ကိုပဲထမင်းဖြူလေးနဲ့စားပါတယ်ကြက်မို့ကလေသူကစက်သားအရင်များတယ်စက်သားပိုရှင်အရင်များတဲ့အတွက်ကြောင့်မလို့စားရတာ3-4ယောက်တော်တော်လေး bike ဝနေအောင်စားလို့ရတယ်ပေါ့နော်ဒီဆိုထမင်းဖြူလေးနဲ့ဒီလိုအနှစ်လေးနဲ့အမြဲစားတယ်ဒါတောင်မှတော်တော်စားကောင်းနေပေါ့နော်သူကလည်း decoration ကကြောက်လည်း indoor outdoor ဘက်မှာနေထိုင်လို့ရတယ်အပြင်မှာလည်းထိုင်လို့ရတယ်အထဲမှာလည်းထိုင်လို့ရတယ်ဆိုတော့ left to eat ကတော့တော်များတိကျမှာပါကတော့ဒီနေ့နေ့လည်စာစပစ်ခဲဆိုင်လေးကိုလည်း sharing လုပ်ပေးတာဖြစ်ပါတယ်ပြီးတော့ဒီဆိုင်မှာနာမည်ကြီးတဲ့လဲစပစ်တဲ့ကြက်မို့အဆက်ချက်ကောပေါ့နော် left to eat ရောက်လို့ရှင်တော့ကြက်မို့အဆက်ချက်ကိုစားပြအောင်စားပါအရသာရှိရယ်စားလို့လည်းကောင်းတယ်နောက်ပြီးတော့စားလိုက်တဲ့အခါနှွေးထွေးသွားတယ်လို့လည်းခံစားရတယ်ပေါ့နော်အစားကောင်းတောက်ကောင်းလေးကိုမျှဝေပေးရဖြစ်ပါတယ်အားလုံးပဲတတပါကျက်မှုအဆက်ချက်ပူပူနွေ့နွေ့လေးစားကြပါအောင်ရှင်ခေအမြဲစားဖြစ်တဲ့ကျက်မှုအဆက်ချက်ပေါ့နော်ရန်စားလို့ကောင်းနေအားရှိသွားလို့လည်းခံစားရပါတယ်ဒီနေ့ကနေ့လည်စာကိုဘာစားမလဲမသိရနဲ့စိုက်နဲ့အနီးဆုံးစိုက်ကပြန်လာနဲ့အနီးဆုံးဆိုင်ဖြစ်တဲ့ဒီ left to e မှာဝင်စားဖြစ်တယ်ပေါ့နော် left to e မှာကစားစရာတောက်စရာတွေလည်းမနူးအများကြီးရတယ်ဒီနေ့ကျက်မှုအဆက်ချက်ကိုထမင်းဖြူလေးနဲ့ရိုးရှင်းရှင်းလေးစားချင်တာနဲ့ကျက်မှုအဆက်ချက်လေးပဲအရင်မှာရယ်ပေါ့နော်သူကနေ့လည်စားချိန်ဆိုတော့နည်းနည်းတော့စောင့်ရရယ်ပေါ့နော်ကြိုမှာထားရင်တော့ပိုအဆင်ပြေပါမယ်ကြတော့နေ့လည်စာကိုဒီမှာစားမယ်ဆိုပြီးတော့မှကြိုတင် plan ထားမှာမဟုတ်ဘဲနဲ့နေ့လည်စားချိန်အောင်မှသွားလိုက်တာဆိုတော့နည်းနည်းတော့စောင့်ရတယ်နည်းနည်းတော့မဟုတ်